အားလုံးပဲမင်္ဂလာပါလို့ဒီနေရာကနေကျွန်တော်ပြောချင်ပါတယ်ဖျားသခင်အရောက်စီတိုင်းကိုကောင်းကြည့်ပြပါစေနော်အဝိမာနေတဲ့ညီကောင်မောင်မများမတွေ့တာလည်းကြာပြီလိုင်းမထွန်းတာလည်းကြာပြီဆိုတော့အခုအပြန်လေးရတချင်းတပုတ်လေးနဲ့ခုနော်ချီးမွမ်းချင်ပါတယ်နားဆင်ပြကြပါလို့ကျွန်တော်ဒီနေရာကနေပြောချင်ပါတယ်ဖျားသခင်ရောက်စီတိုင်းကောင်းကြည့်ပြပါစေချီးမွမ်းမေရာရာတိုင်းတွေ့ကြည်စုတော်ကိုချီးမွမ်းမေခံစားရတဲ့အချိန်တိုင်းဒါရတော့မျက်နှာတော့လမ်းပြပို့ဆောင်ခဲ့ပြီကြည်စုတော်ကိုချီးမွမ်းလို့မကုန်နိုင်ပါမပြေလေတော့နေများလဲရှိမှာပါလူတော်ကိုဝန်ခံရင်နဲ့ချီးမွမ်းလိုက်ပါကိုတော်ဖန်ဆင်းတော်ရာရာတိုင်းတွေ့ချီးဆိုတာခြေဝါတော်ကောင်းကြီးများစွာပါအကျွန်တော်နေဆွေတော်ဖြစ်ကပ်လာယေရှုဖျားအတွေ့နဲ့မိုးဘလို့ကျူစင်စီခဲ့ပြီးထောက်ရာအတွက်စိတ်ချခြင်းယုံကြည်သူပြည့်လွယ်ခဲ့ပြီးချီးမွမ်းမီအရာရာတိုင်းတွေ့အကြည်စုတော်ကိုချီးမွမ်းမီခံစားရတဲ့အချိန်တိုင်းအာရတော်မျက်နှာတော်လမ်းပြပုံဆောင်ခဲ့ပြီးဂျေဇုတော်ကိုအချီးမွမ်းလို့မကုန်နိုင်ပါချီးမွမ်းမီအရာရာတိုင်းတွေ့အကြည်စုတော်ကိုချီးမွမ်းမီခံစားရတဲ့အချိန်တိုင်းဒါရတော့မျက်နှာတော်လမ်းပြပို့ဆောင်ခဲ့ဂျေဇုတော်ကိုချီးမွမ်းလို့မကုန်နိုင်ပါဂျာနာသူတိုင်းဖျားသခင်အရောက်စီတိုင်းကိုကောင်းချီးပေးပါစေလို့ကျွန်တော်ဒီနေရာကနေဆုတောင်းပေးပါတယ်ဟာလေလုယာအာမင်